အားလုံးပဲမင်္ဂလာပါခင်ဗျာမင်းခုဘလော့ YouTube channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဗာလေးပြန်လဲမျှဝေပေးပါလဲဆိုတော့ဒီ software လေးပါဒီ software လေးเนาะဒါက YouTube Facebook မှာဗီဒီယိုတွေစကားတွေပေါ့เนาะ download ရတဲ့ဆိုတော့ software လေးဖြစ်ပါတယ်ကျွန်တော်လည်းသုံးပါတယ်အရင်ကောင်းပါတယ်ခင်ဗျာဒီ software လေးကဘယ်မှာရှိလဲဆိုရင် Play Store မှာမရှိပါဘူး Google Chrome မှာရှိပါတယ်ကိုကြိုက်တဲ့ Chrome နဲ့ဝင်လိုက်ပါခင်ဗျာကျွန်တော်ကတော့ Google ပဲသုံးပါတယ်ကျွန်တော် line check ဖွင့်လိုက်မယ်နော်ပြီးရင်မှာ Google ထဲချုပ်လိုက်မယ် Google ထဲချုပ်လိုက်မယ်ပြီးရင်ဒီစက်ပါလေးမှာပြီးဒီစက်ပါလေးမှာချိန်ရှာလိုက်မယ်နော် FM ဒီမှာနော်ပေါ်လာပါပြီဒီကောင်လေးပါဒီကောင်လေးပါနော်အနည်းမယ်လေးရှာလိုက်ပါလိုင်းရတဲ့မကောင်းတယ်လို့ပါခင်ဗျာကျွန်တော်ကတောင်းကားပြီးသားရှိပါတယ်ဒါမေ့ဆေ့လို့ကျွန်တော်ကပြန်ပြပေးတာပါဟုတ်မပေါ်လာပါပြီပေါ်လာလို့ရှိရင်မေ့ဆေ့လို့ဒီထဲမှာဒီမှာပေါ့နော်အဲ့လိုတွေပြတ်ထားတယ်ပေါ့နော်ဟုတ်လားပေါ်ကကောင်လေးကျွန်တော်ချိန်ထည့်ကြည့်လိုက်မယ်နော်ခဏလေးဆိုပြီးပါ line ကတိတ်မကောင်းဗျာကျွန်တော်ဘက်မှာကျတော့နော်ဒါမေ့ဆေ့ဘက်မှာ line ကောင်းဆိုရင်တော့တန်းဝင်တာပဲကျွန်တော်က line မကောင်းလို့ပါline မကောင်းလို့ပါဗျာဆော့တောင်းမှပါတယ်ဒီမှာပေါ့နော် sorry သူက page 2မှာမရှိပါဘူးကျွန်တော်ပြရထားသလိုပဲဒီမှာကျွန်တော်အနိကစကားနိုင်ပါနိုင်ပါနော်ဒီမှာဒီနာမည်လေးကိုရိုက်ရှာလိုက်ပါနော်အဲ့ဒါဆိုရင်အဲ့မျိုး software လေးထွက်လာပါလိမ့်မယ်ဒီလိုမျိုးအဝါရောင်လေးနဲ့ software တွေမှာသူကကျွန်တော်က line မကောင်းလို့မပြပြတော့ဘူးเนาะဒီမှာ download ဆိုတာရှိပါတယ်နော် download ဆိုတာရှိရနော်အဲ့ဒါနှိပ်ပြီးတော့ကိုဖုန်းလေးကို install ပြန် download လိုက်ပါဒါဆိုရင်ရသွားပါပြီ software လေးကတော့ဒီ software လေးဖြစ်ပါတယ် software ကနော်အဲ့ဒါလေးကို Google မှာတွဲရိုက်ရှာလိုက်ပါခင်ဗျာကျွန်တော် line ကောင်းတဲ့ချိန်မှာကျွန်တော်ပြန်နေပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ပေးထားပါဦးလို့တောင်းဆိုပါတယ်ဗျာ